အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းမြတ်ဆိုးဆန်ဖြစ်ပါတယ်ဒီကြောက်ခက်ပန်းဆိုတဲ့ဇလန်တွဲလေးမှာတော့ကျွန်တော်အနေနဲ့ဒါ director အနေနဲ့ရော actor အနေနဲ့ရောပါဝင်တရုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်ဒီဇာတ်ကားလေးကကျွန်တော်ဒါကျွန်တော်ညီလေးလိုလည်းဖြစ်နေရပါတော့ဒါဇလန်ဇညွန်းရှိန်သူနဲ့ဒါဒုတိယမြောက်ထပ်ပြီးတော့စုံတွေ့တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်ဒီကြောက်ခက်ပန်းဆိုတဲ့ဇလန်တွေကတကယ်မှဒရမ်မာတွေကိုကြိုက်နေတဲ့ပရိသတ်တွေတော့တကယ်ကိုကြိုက်နေတဲ့လိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ဒီဇာတ်ကားလေးမှာခဏတော့ဒါမိဘနဲ့တာသမီကြားမှာဖြစ်တဲ့ချစ်ချင်းမေတ္တာတွေချစ်သူနှစ်ဦးမှာဖြစ်လေဖြစ်တာရှိတဲ့ချစ်ချင်းမေတ္တာတွေကြားမှာပြဿနာပေါင်းမျိုးစုံနဲ့ကြုံတွေ့ရပြီးတော့ဒါပရိသတ်ကိုမြေချူမဲ့ကားလေးဆိုလည်းမမားဘူးပေါ့နော်အဲ့တော့ဒီကားလေးကိုပရိသတ်လေးကြည့်ရှုပြီးကျွန်တော်ရိုက်ကူးပြီးစီးသွားပြီဆိုရင်ပရိသတ်တွေကြည့်ရှုတဲ့အချိန်မှာတကယ်ကိုကြိုက်နေသက်ကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်အဲ့ဒါကြောင့်မို့တကယ်လို့ထုတ်လွှင့်ပြသတဲ့အချိန်မှာလည်းအားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့ဒီကနေပြောချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်